ချိုဝေဒနာရှင်များစားသင့်တဲ့အစားအစာ10မျိုးနံပါတ်1ဟင်းနုနယ်ရွက်ဟင်းနုနယ်ရွက်မှာအမြင့်ဓာတ်နဲ့မက်ဂနီဆီယမ်ဓာတ်တွေပါဝင်ပြီးသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်နံပါတ်2ကြက်သွန်ဖြူဟာသွေးရင်းတကြားဓာတ်ကိုလျှော့ချပေးနိုင်ပြီးနှလုံးကျန်းမာရေးကိုပါအထောက်အကူပြုပါတယ်နံပါတ်3ကစွန်းမှာအမြင့်ဓာတ်နဲ့ဗီတာမင် A ဓာတ်တွေပါဝင်ပြီးသွေးရင်းတကြားဓာတ်ကိုတည်ငြိမ်စေပါတယ်နံပါတ်4ပဲအမျိုးမျိုးမှာပရိုတင်းနဲ့အမြင့်ဓာတ်တွေပါဝင်ပြီးသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်နံပါတ်5ဂျုံကျန်းပေါင်မုန့်မှာအမြင့်ဓာတ်များစွာပါဝင်ပြီးသွေးရင်းတကြားဓာတ်ကိုတဖြည်းဖြည်းတက်စေကထိန်းညှိပေးနိုင်ပါတယ်နံပါတ်6အခွန်မာသီးတွေမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေပါဝင်ပြီးသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်နံပါတ်9ဂိမ်းချင်းမှာပရိုတင်းနဲ့ကယ်ဆီယမ်ဓာတ်တွေပါဝင်ပြီးသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်နံပါတ်10ပန်းကော်ဖီစိမ်းမှာအမြင့်ဓာတ်နဲ့ antioxidants တွေပါဝင်ပြီးသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်နံပါတ်9ငါးကြီးစီမှာ omega 3 fatty acid တွေပါဝင်ပြီးနှလုံးကျန်းမာရေးကိုကောင်းမွန်စေကစီးချိုယောဂနဲ့ဆက်ဆက်တဲ့ပြဿနာတွေကိုလျှော့ချပေးနိုင်ပါတယ်နံပါတ်10ကြက်ဥမှာပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပြီးသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်